ကကြီးခက်ခွေးဂငင်းကလေးတို့ရေចောင်းပိတ်ခါနီးပြီဆိုတော့ပျော်ပွဲစားလုပ်ဖို့တယောက်တစ်တောင်းစီတောင်းခဲ့နော်ဟုတ်ကဲ့ပါဆရာမမေသမီးတို့ဆရာမကပျော်ပွဲစားလုပ်ဖို့ပိုက်ဆံ1000တောင်းခိုင်းလိုက်တယ်နောက်နေ့မှယူရှိသေးဘူးမေသားတို့ဆရာမကပျော်ပွဲစားဖို့ပိုက်ဆံ1000တောင်းခိုင်းလိုက်တယ်အိမ်မှာထမင်းချက်ဖို့ဆန်တော့မရှိရတဲ့ကြားတယ်ရှိသေးဘူးမနေ့ကဆရာမတောင်းခိုင်းလိုက်တဲ့ပိုက်ဆံပါလားကလေးတို့ဆရာမရှင်မေရရှိသေးဦးတဲ့နောက်နေ့မှယူတဲ့ကဲပိုက်ဆံမရှိတဲ့ကလေးတွေကိုဆရာမကကိုချင်းစာလို့ပတ်စံမတောင်းခိုင်းတော့ပါဘူးဆရာမပဲကလေးတို့ကိုကြက်ကင်လောက်ကျွေးပါမယ်နော်ယေးငါသားတို့သမီးတို့ရေဆရာမကိုထင်းရှာပေးပါအောင်ဟုတ်ကဲ့ပါဆရာမကြက်ကင်ကို9កောင်ကင်တာ3သိန်းဖိုးကြတယ်ရှင်ဆရာမကလေးတို့ကိုအလူလောက်တာနော်သားတို့သမီးတို့ယူစားကြနော်ကလေးတွေကအရန်လိမ်မာတာပဲကွယ်